ငါမင်းကိုဆရာနေဘုံဝေရေးတဲ့အတစ်ဆက်ဆက်ကဗျာတစ်ပုတ်ရွှတ်ပြခြင်းတယ်ကဗျာသားခေါင်းစဉ်ကဝိညာဉ်တစ်ကောင်ရဲ့ခရီးတဲ့တငယ်ချင်းတို့နားထောင်ပေးပါအောင်အရှင်ဘဝကဝတ်ခဲ့တဲ့အတိုင်းမှာဒီဘဝမှာပြန်မြင်ရတဲ့ဖြစ်ရမှန်ဇလန်းတွေနဲ့မျက်လုံးချင်းစုံပြီးတဲ့အခါထိတ်လန့်ကြောက်ရွံ့မှုကစိုက်ဝင်နေတယ်ငါပျော်ရွှင်ခဲ့ရတဲ့ဘီးမန်လေးဟာတပီဖန်သားပြင်မှာပိတ်မိနေတဲ့ဝိညာဉ်လိုရွှန်ရှာမုန်းတီးမှုကိုအိတ်ကက်အပြည့်တည်ခဲ့တယ်ဂါရာရွတ်တန်ကနည်းနည်းကျဲတယ်လို့ကျေးစီတီးတန်ကနည်းနည်းကျင်းတယ်လို့စီလဲခတ်တန်တွေလွှင့်ပြန်နေတယ်တရားမရသူအရှုံးဆိုတဲ့ဈေးကွက်စနစ်မျိုးဖန်တီးတဲ့အခါကြော်ညာတန်ဘေး6လန့်ချင်းမှာဘာသာတရားတစ်ခုကောက်ဝက်လိုက်တယ်အထက်ပါရှိရှိရှောက်တတ်ဖို့ဆိုဖိနှက်တရံပဲလိုသလားခြေထောက်ကောင်းဖို့ပဲလိုသလားလမ်းဖြောင်းဖို့ရောမလိုဘူးလားကဘာမြေကြီးရဲ့ကြိမ်စာမှာငါနာကျင်မှုဟာအယောင်ဆောင်စာနာမှုတွေလွှင့်ကြွေတရားချင်းလည်းမရှင်းချင်ဘူးဓာချင်းလည်းမရှင်းချင်ဘူးအားလုံးရဲ့အသက်ဟာရေစိုးမြောင်းနဲ့တိုးဝင်နေမှတော့ဝင်ကစွတ်ကောင်တွေဟာအချောင်သမားပဲခုတော့တရားဓမ္မနဲ့ကင်းဝေးတဲ့ဖျားเจ้าအိုကြီးလိုပင့်ကူမြတွေရဲ့မှီဝဲခြင်းခံရတဲ့အခါစာလောင်မှုနဲ့အပြုံးတစ်ခုခုကိုအလှခံနေမိတယ်တကယ်တော့ရှာဝနဆိုတာငိုတန်တွေကိုမှီကိုပြီးရှင်တန်ရက်တယ်ဖို့ကြိုးပမ်းနေတဲ့ရုပ်တရားလားတကယ်တော့ငိုတန်တွေဆိုတာဇာဝနကိုမှီခိုပြီးရှင်တန်ရက်တယ်ဖို့တောင့်တနေတဲ့နန္တရားလားအလောင်းရဲ့စန္ဒကိုမေးတဲ့အခါဘယ်တတိယဘဝပြက်ခံပြီးအညောင်းပြေအညာပြေပုတ်တိုးခံခြင်းမမလဲတဲ့ကဘယ်မျိုးစေ့ကကိုဝမ်းပိုက်ကိုထိုးခွဲပြီးတပင်ကိုမွေးဖွားခြင်းမမလဲတဲ့မြေစီလွာရဲ့ထိန်းချုပ်မှုမှာအမြင့်တွေလိုနာကျင်ကြိုက်ခဲနေတယ်နာကြီးထုံမွန်းနေတယ်နောင်တဟာခတ်သုံးမားရဲ့ဝဲဩကကြီးအလယ်မှာကောင်ရိုးတမြင်ရှလို့ရညာမျောနေရှာတယ်မျက်နာဘုံအောက်ကမျက်ရည်တွေဟာအိမ်လုံးငှက်ကလေးရဲ့အဘိဓမ္မာဇန်နဲ့တတိယတန်းထားမှုဖြစ်တယ်တေခြင်းတရားဆိုတာဘလို့လူမှအပန်းမဖြေခြင်းနဲ့ကမ်းကြီးဘလို့လူမှမသွားခြင်းနဲ့ခရီးတစ်ခုလို့အားလုံးဟာပြီးဆုံးဖို့ဇလန်းစခဲ့တယ်လို့အားလုံးဟာဇသိမ်းဖို့အရောက်သွားကြတယ်ငါတို့ဘာနဲ့လှော့ခတ်ခဲ့တာလဲငါတို့ဘာနဲ့ကန်းကတ်ခဲ့တာလဲနောက်လှည့်ကြည့်တဲ့အခါမြင်ရတဲ့မြင်ကွင်းဟာဘဝချားနေတယ်လို့ခရီးဟာစဉ်းစားစရာတွေများတယ်တိမ်တွေလွှမ်းနေတယ်လို့နဲ့ငါတို့ဟာလမ်းပဲမှားခဲ့သလားငါတို့ဟာခရီးပဲကျွံခဲ့သလားရေဆန်လန်းဟာဖြတ်တန်းရခတ်တယ်လို့လေဆန်လန်းကလည်းပြန်တန်းရခတ်မှာပဲနားနေတဲ့နေရာမှာရက်နေတဲ့ခြေဘဝဟာမြေထဲမကြုံဖို့လိုတယ်